မင်းတော်တေဖို့ပြင်ထားဆိုပြီးကပုံးစားတွေကကျွဲရုပ်လေးကိုထုတ်ဖနှောင်းနဲ့ပေါက်လိုက်ရုံနဲ့မျက်လုံးပါးစပ်တွေကအစမဲနဲ့နေတဲ့ကျွဲတစ်ကောင်ဖြစ်သွားတယ်။အဲ့ဒီကျွဲကြီးကတက်ခိုင်ကိုခတ်ဖို့တဖြောင်းဖြောင်းမိအောင်ပြေးလာတယ်။တက်ခိုင်ကလက်ဖွားနဲ့ကာပြီးရောက်တဲ့နေရာရက်စီလို့ပြောလိုက်တာနဲ့ကျွဲကပြေးနေရင်လှုပ်လို့မရတော့ဘူး။အဖိုးကြီးလည်းမျက်နှာကွက်ကနေပြတ်သွားတယ်။ပြီးတော့မမ်းမလျှော့သေးပဲငထိန်ငလိန်လာစမ်းဆိုပြီးမြေကြီးကိုဖနှောင်းနဲ့ပေါက်ချလိုက်တာမြေကြီးတွေကထွက်လာတာဗျာအဆွေကြီးတွေအဖွေးသားနဲ့လက်သေးတွေဆိုတာတထွာလောက်ရှိလိမ့်မယ်ဘလူးကြီးနှကောင်တက်ခိုင်ကိုတစားစီလို့ဖို့ဇေယျပေါ်ကိုအတက်ဒီဝါရက်ခလာစမ်းငမိုက်သားတွေကိုစုံမလိုက်စမ်းလို့ပြောလိုက်ရုံနဲ့တက်ခိုင်ရဲ့ရှေ့ခက်လန်းလန်းမှာအယောင်ဝါတောက်နေတဲ့တန်လျက်တစ်ဖက်တင်းမုတ်တစ်ဖက်ကင်ထားတဲ့ဘလူးကြီးတစ်ကောင်ပေါ်လာတော့တယ်ဘလူးနှကောင်ကလည်းဘသူ့ကိုမှဂယုမဆိုင်တဲ့ပုံစံနဲ့အတင်းပြေးဝင်လာတော့တက်ခိုင်ရဲ့ရှေ့ကကာထားတဲ့ရက်ခါကတင်းပုံးနဲ့တစ်ချက်လွှဲရိုက်တာဖြောင်းကနေဆိုပြီးပေ90လောက်လွင့်ထွက်သွားတယ်နောက်ထပ်တစ်ကောင်ကထပ်ပြီးတော့ဝင်လာပြန်တယ်တင်းပုံးစာထပ်မိပြီးတော့မထားနိုင်တော့ဘူးအဖိုးကြီးရဲ့မျက်နှာကဇီးရွက်လောက်ပဲကျန်တော့တယ်တက်ခိုင်လည်းဆေးအားပေးသွားတဲ့အင်ဂျက်လေးကိုပါဇက်ထဲငုံပြီးတော့တင်ပေးတဲ့အတိုင်းပြောတာပြောသလိုဖြစ်နေတော့သူလည်းအံ့ဩနေတယ်အောင်မြတ်တာကိုလည်းပို့ပြီးတော့ရိုသေလေးစားမိတယ်ကဲပွဲကပြီးသွားပြီပညာတွေအပ်တော့တက်ခိုင်ကအဲ့ဒီလိုပြောရုံပဲရှိသေးတယ်အခုနောက်ကအဖိုးကြီးနဲ့အပေါင်းပါတွေပြေးဖို့လုပ်တော့တယ်တက်ခိုင်ကအဲ့ဒီလိုပြောရုံပဲရှိသေးတယ်အခုနောက်ကအဖိုးကြီးနဲ့အပေါင်းပါတွေပြေးဖို့လုပ်တော့တယ်ကဝီရီရဲ့အချုပ်အနောက်မယ်တော့လာရောက်ပါတက်ခိုင်ကအဲ့ဒီလိုပြောလိုက်တာနဲ့စိတ်မန်းမင်ပေါ်မှာမတ်တက်ရက်နေတဲ့သူတယောက်ကိုတွေးလိုက်ရတယ်ဒါပေမဲ့ကြောပြီးထားတယ်အနက်ရောင်ဝစ်စုံနဲ့အရက်ကတော့ထန်းတပင်လောက်ရှိနေတယ်အနောက်မယ်တော့လာတာကိုဝမ်းသာပါတယ်ဒီအပေါင်းပါတွေကဂရီကိုချိုးဖောက်တယ်သူတို့ပညာကိုကျုပ်ဆရာအမိန့်နဲ့ကျုပ်သိမ်းလို့ရတယ်ဒါပေမဲ့ကျုပ်အစ်စ်မကြော်ခြင်းလို့မဲတော့ကိုခေါ်လိုက်တာပဲမိမိအပိုင်စားရထားတဲ့ကဝီရီအားလုံးသူတို့ပညာတွေသိမ့်ပြီပါတက်ခိုင်ကအဲ့ဒီလိုပြောတာနဲ့အခုနာကအဖိုးကြီးနဲ့အပေါင်းပါတွေစီကနေတစုံတစ်ခုယူသလိုလက်ဆန့်တန်းလိုက်ရုံနဲ့အားလုံးကပျော့ခွေပြီးတော့လဲကြကုန်တယ်ပြီးတာနဲ့ဖြက်ကနေပျောက်သွားတယ်အဖိုးကြီးနဲ့အပေါင်းပါတွေလည်းလူးလေထလာပြီးတော့မြေကြီးကိုဖနှောင်းနဲ့ဆောင်ပြီးပြေးဖို့လုပ်တယ်ဘာမှဖြစ်မလာဘူးဘာလို့လဲဆိုတော့အနောက်မယ်တော်ကသူတို့အစွမ်းနေဘူးတွေကိုအကုန်ပြန်နှုတ်သွားတယ်ဆိုတာမသိလိုက်ဘူးလေခဏနေတော့အလာတုံးကလေဘော်ကလာတဲ့အဖွဲကအခုတော့အဖိုးကိုတွဲပြီးဇေယျဘေးကတဖြည်းဖြည်းထွက်သွားတာကိုကြည့်ပြီးတော့တက်ခိုင်လဲတီးလို့ရေရွမိတယ်။အော်ငရဲရောက်ကျင်းစင်အပေါ်ကိုတက်မှတ်ကြတာ哦။နောက်နေ့မနက်မိုးလင်းတော့ဇေယျဘေးကထောက်တိုင်နာမှာမြုပ်ထားတဲ့အရာတွေကိုဖော်လိုက်တော့ထမိန်စုံနဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုတွေ့တာနဲ့မီးရှို့လိုက်တယ်။မီးရှို့နေချိန်မှာပဲတက်ခိုင်ဟိုကောင်မလေးတော့လွတ်လပ်သွားပြီဆိုတဲ့အတန်ကိုကြားလို့လှည့်ကြည့်လိုက်တာအောင်မြတ်တာကတက်ခိုင်ကိုပြုံပြုံကြီးကြည့်နေတာမြင်တော့တက်ခိုင်လည်းအောင်မြတ်တာကိုထိုင်ကြောလိုက်မိတော့တယ်ဒီဇလန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲအိမ်မက်လာမကြပါစေခင်ဗျာ